ဒီနေ့ကျွန်တော်တို့လေးလာဆွေးနွေးကြည့်ချင်တဲ့ကြောင်းအရာတော့စာရွက်ပေါ်ကစာသားတွေတတ်မဟုတ်ပဲနဲ့အနာဂတ်နိုင်ငံတစ်ခုရဲ့ပုံစံကိုချပြထားတဲ့စာတမ်းတစ်ခုကြောင်းပါဒါကတော့စစ်ကန် Federal Unit ယာယီဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်စားတယ်ဆိုတော့ဒါကိုဥပဒေစာတမ်းတစ်ခုလိုမြင်နေတဲ့လေတော်လိုင်းရဲ့ရည်ဝင်ချက်တွေကိုလက်တွေ့အုပ်ချုပ်ရေးရန်တဲ့အဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ blueprint တစ်ခုလိုပြောရင်ပုံမှန်မဲ့တယ်ဟုတ်ပါတယ်ဒါကိုဘယ်တုန်းဥပဒေလို့တဘောထောက်လို့မရဘူးဒါကနိုင်ငံရေးကြီးညာစာတမ်းတုလို့ဖြစ်နေလေနှစ်ပေါင်းများစွာအပြေရှာမရခဲ့လေဘယ်ဟိုချုပ်ကင်မှုတိုင်းရင်းသားအခွင့်အရေးတရားစာတာခွဲဝေမှုလို့ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားထားခဲ့တဲ့အင်ပတန်ရီမန်းချက်ကြီးတဲ့စာတမ်းတစ်ခုပါဟုတ်ကဲ့ဆိုတော့ဒီနေ့ဆွေးနွေးမှုမှာဒီစာတမ်းရဲ့အခြေခံမူတွေကဘာလို့ဆိုလို့တလဲနိုင်ငံသားအခွင့်အရေးကိုဘလို့ထိအာမခံထားတယ်လဲပြီးတော့ရေးချဆုံးဖြစ်တဲ့အာဏာခွဲဝေမှုပုံစံကလက်တွေ့ကျနိုင်မှာမလားဆိုတာဒီကိုအသေးစိတ်ဆွေးနွေးကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုရင်အရင်ဆုံးဒီစာတမ်းရဲ့ဥမြစ်ထစ်တဲ့အခြေခံမူတွေနဲ့ရည်မှန်းချက်တွေနဲ့စလိုက်ကြအောင်နေရမှာကိုပဲຫນွေဦးတော်လန်ရေးမှာပေးဆက်ခဲ့ရသူတွေအတွက်တရားမျှတမှုဖော်ဆောင်ဖို့ပြီးတော့ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုအတိအလင်းချပြထားတယ်ဒါကအစကတည်းကတော်လန်ရဲ့အမျှော်မှန်းချက်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာပဲအဲ့ဒီရီမန်းချက်ကိုအခန်း1ကအခြေခံမူတွေကပို့ပြီးခိုင်မာစေတယ်အထူးသဖြင့်အချွတ်အချာအာဏာရဲ့မူလပိုင်ရှင်ဟာနိုင်ငံသားတွေဖြစ်တယ်ဆိုတဲ့အချက်ပေါ့ဟုတ်တယ်ဒါစကလုံးလက်လားလေးတခုမဟုတ်ဘူးမြန်မာသမိုင်းမှာအာဏာဆိုတာအမြဲတမ်းလူတစုအဖွဲ့အစည်းတစ်ခုကပိုင်ဆိုင်ခဲ့တာအခုဒီစာတန်းကအာဏာကိုသူ့ရဲ့မူလပိုင်ရှင်ဖြစ်တဲ့ပြည်သူတွေစီပြန်အပ်လိုက်တဲ့သဘောတရားပဲဟုတ်ကဲ့အာဏာ3ရပ်ကိုခွာဝေကျင့်သုံးပြီးအပြန်အလှန်ထိန်းကျုံရမယ်ဆိုတဲ့အချက်ကလေအာဏာရှင်စနစ်ပြန်မဖြစ်လောင်ကာကွယ်ဖို့အဓိကတော့ချက်ပဲလေကျွန်တော်တတိထားမိတဲ့တကယ်ကိုစိတ်ဝင်စားစရာအချက်တစ်ခုကမြေယာနဲ့တည်ရန်စားတာတွေရဲ့မူလပိုင်ဆိုင်မှုဟာ unit အတွင်းကနိုင်ငံသားတွေမှာပဲရှိရမယ်လို့ပြဋ္ဌာန်းထားတာပဲဒါတော်တော်လေးအပြောင်းလဲရှိတဲ့အချက်တစ်ခုနော်မှန်ပါတယ်ဘာလို့လဲဆိုတော့အရင်ကနိုင်ငံတော်ပိုင်မြေဆိုတဲ့ခေါင်းစဉ်အောက်မှာတိုင်းချင်တယ်လို့တိုင်းချေလေချင်တယ်လို့ချေလေတဲ့တမိုင်းရှိခဲ့တာကိုတိတိကျကျပြောရနေတာဟာအရင်ကနိုင်ငံတော်ကမြေအလုံးကိုပိုင်းတယ်ဆိုတဲ့အတွေးခေါ်ကိုဖြိုဖျက်လိုက်တာပြီးတော့မြေရဲ့စစ်မှန်ပိုင်ရှင်ကဒေတာခံပြည်သူတွေပဲဆိုတဲ့အပြောင်းလဲကိုဖော်ဆောင်ဖို့စ조사ထားတာဒါကစီးပွားရေးဆိုင်ရာအခွင့်အရေးပေးတာထက်အာဏာဖွဲ့စည်းပုံကိုပါပြောင်းလဲပြစ်လက်နဲ့ရည်ရွယ်ချက်အဖြစ်မြင်နိုင်တယ်ဟုတ်ကဲ့နောက်တစ်ချက်ကနိုင်ငံကိုဘာသာရေးနဲ့ကင်းလို့တဲ့စနစ်ကျင့်သုံးမလို့ဆိုထားတယ်ဒါကို secular state လို့ခေါ်ကြတယ်ပေါ့ဆိုလိုရင်းကတော့အစိုးရကဘေးဘာသာကိုမှတရားဝင်ဦးစားပေးဘာသာအဖြစ်သတ်မှတ်မှာမဟုတ်ဘူးနိုင်ငံရေးမှာဘာသာရေးကိုခုတုံးလို့အတုံးချတာမျိုးတွေမရှိအောင်ကာကွယ်ဖို့ရည်ရွယ်တာပါဒါကလည်းမြန်မာနိုင်ငံရေးမှာထည့်သွင်းစဉ်းစားဖို့လိုလာတဲ့အချက်တစ်ခုပဲအခြေခံမူတွေထဲမှာအချို့အခြားအာဏာကနိုင်ငံသားတွေစီမှာရှိတယ်လို့ဆိုတာသိကောင်းပါတယ်ဒါပေမဲ့အဲ့ဒီအာဏာကိုနိုင်ငံသားတွေတကယ်ခံစားနိုင်ဖို့ဆိုရင်သူတို့ရဲ့ခွင့်ရည်ကိုဘယ်လိုအတိအကျအာမခံပေးထားတယ်လဲဆိုတာကပိုအရေးကြီးလာနေဒီစာတမ်းရဲ့နိုင်ငံသားအခွင့်အရေးအပိုင်းမှာတော့ဘာတွေထူးခြားတာတွေ့ရလဲအခန်း1ကတော်တော်လေးကျေပြန်တယ်လူတဦးချင်းစီရဲ့အခြေခံခွင့်ရည်တွေဖြစ်တဲ့အသက်ရှင်ထန်ခွင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအပြင်အုပ်စုလိုက်အခွင့်အရေးတွေကိုပါအသေးစိတ်ထည့်သွင်းပေးထားတာထူးခြားချက်ပဲဟုတ်ကဲ့အထူးသဖြင့်ခွဲခြားဆက်ဆံမှုမရှိရဆိုတဲ့အချက်ကိုအများအသေးစိတ်ဖော်ပြထားတယ်လူမျိုးဘာသာကြားမှာဆိုတာတွေအပြင်လိင်စိတ်ခံယူမှု sexual orientation ပေါ့နော်စီးပွားရေးအခြေအနေပေါ်မှာမူတည်ပြီးခွဲခြားဆက်ဆံတာကိုပါတားမြစ်ထားတယ်ဒါအလွန်တိုးတက်တဲ့ပြဋ္ဌာန်းချက်တစ်ခုပါဟုတ်တယ်ပြီးတော့အမျိုးသမီးခလီလူငယ်တက်ကြီးရွယ်အိုမတန်ဆွမ်းသူတွေဆိုပြီးအုပ်စုလိုက်အခွင့်အရေးတွေကိုတီးတန့်ခန်းနေအာမခံချက်ပေးထားတာကအားလုံးပါဝင်နိုင်တဲ့လူအဖွဲ့အစည်း inclusive society တခုကိုတီးဆောက်ခြင်းတဲ့စံတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲဥပမာအမျိုးသမီးတွေနိုင်ငံရေးမှာတန်းတူပါဝင်ခွင့်ရှိရမယ်ဆိုတာမျိုးပေါ့နော်ဒါကအရင်ကလို့အလားပြရာထူးတွေတော့မဟုတ်ပဲတကယ်ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်ခွင့်ကိုဆိုလိုတာဝန်သူလေသမားခွင့်ရမတိကကျေခွင့်ရကလည်းအမတန်စိတ်ဝင်စားစရာကောင်းတယ်ဒီအတိုင်းကြည့်ရင်တော့ဒါကသူတို့ကိုအကာအကွယ်ပေးခါတယ်လို့ပဲထင်ရတယ်ဟုတ်ဒါပေမဲ့ပိုနေနဲ့ချိုင်းချိုင်းစဉ်းစားကြည့်ရင်ဒါဟာမြန်မာသမိုင်းမှာအစိုးရအဆက်ဆက်ကလေယာမျိုးတွေကိုဘဟုတ်ကနီချုပ်ကြိုင်ပြီးလက်နက်တစ်ခုလိုအသုံးချခဲ့တဲ့သမိုင်းဆိုးကိုတိုက်ရိုက်တုံ့ပြန်လိုက်တာပဲဟုတ်ကဲ့သူတို့စိုက်ချင်တဲ့တီးနှံကိုလွတ်လပ်စွာစိုက်ခွင့်ရောင်းချခွင့်ပေးတယ်မတရားမြေသိမ်းတာတွေနဲ့ကာကွယ်ပေးတယ်ဆိုတာကသူတို့ရဲ့ဘဝကိုသူတို့ကိုယ်တိုင်ပိုင်ဆိုင်ခွင့်ပေးလိုက်တာနဲ့အတူတူပဲတိုင်းရင်းသားလူနည်းစုတွေရဲ့ခွင့်ရနဲ့ပတ်သက်လို့ရောဘယ်လိုဖော်ပြထားလဲဒါလည်းမြန်မာနိုင်ငံအတွက်အင်မတန်အရေးကြီးတဲ့အပိုင်းပဲလေအထူးသဖြင့်တရားစာသူ့ဖော်ရေးစီမံကိန်းကြီးတွေနဲ့ပတ်သက်ပြီး
ဒေတာခဏီနဲ့အစိုးရကြားမှာပဋိပက္ခတွေအများဖြစ်နေခဲ့တာ ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားထားတယ်။တိုင်းရင်းသားလူနည်းစုတွေရဲ့လူမှုအတိုင်းအဝိုင်းကိုတက်ရောက်စေမဲ့စီမံကိန်းတွေမလုပ်ခင်သူတို့ကိုကြိုတင်အသိပေးရမယ်။ prior informed consent လို့ခေါ်တာပေါ့။ပြီးတော့သူတို့ပါဝင်စီမံခန့်ခွဲခွင့်ရှိရမယ်ဆိုတဲ့အချက်ကြီးထည့်သွင်းထားတယ်။ ဒါကတယံဇာတကျိန်စာလို့ခေါ်တဲ့ပြဿနာကိုဖြေရှင်းဖို့စ조사တဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ခုပဲ။ဒါပေမဲ့လက်တွေ့မှာတော့ပါဝင်စီမံခန့်ခွဲခွင့်ဆိုတာကိုဘယ်အဆင့်အထိအရိပ်ပဲဖွင့်ဆိုမလဲဆိုတာကစိန်ခေါ်မှုတစ်ခုထည့်လာနိုင်တယ် ကောင်းပြီဒီလောက်ခြေပြန်ပြီးအားလုံးကိုခြုံငုံတဲ့အခွင့်အရေးတွေကိုအာမခံပေးနိုင်ဖို့ဆိုရင်တည်ငြိမ်ပြီးတရားဝင်မှုရှိတဲ့အစိုးရဖွဲ့စည်းပုံတစ်ခုလိုအပ်လာပြီဒီစာတမ်းမှာအစိုးရရန်တရားကိုဘယ်လိုပုံဖော်ထားတယ်လဲဥပဒေပြုရေးမန်တိုင်ဖြစ်တဲ့လွှတ်တော်ကိုဘလူလူတွေနဲ့ဖွဲ့စည်းထားတာကစိတ်ဝင်စားစရာပဲ စစ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးစစ်ကောင်စီနဲ့မပူးပေါင်းတဲ့လွှတ်တော်ကိုစားလှယ်တွေနဲ့ဖွဲ့စည်းထားတယ်ဒါကဘာကိုပြရတယ်လဲဆိုတော့ဒီအစိုးရရန်တရားကပြည်သူ့စန္ဒမဲကနေတိုက်ရိုက်ဆင်းသက်လာရဲ့လေးလဲမှတီးဆုပ်ထားတာမဟုတ်ဘူးဆိုတော့တရားဝင်မှုကိုခိုင်မာအောင်လုပ်လိုက်တာပဲ ကောင်းပြီလွှတ်တော်ကတော့2020ရွေးကောက်ပွဲရလဒ်နဲ့ချိတ်ဆက်ပြီးတရားဝင်မှုကိုယူလိုက်ပြီအုပ်ချုပ်ရေးမှနိုင်ဖြစ်တဲ့အစိုးရအဖွဲ့အထူးသဖြင့်ဝန်ကြီးချုပ်ရဲ့အရေးချင်းတတ်မှတ်ချက်တွေကလည်းထူးခြားတယ်ຫນွေဦးတော်လန်ရဲ့တွင်တက်ကြွမှန်ကန်စွာပါဝင်ခဲ့သူထည့်ရမယ်ဆိုတဲ့အချက်က ဟုတ်ကဲ့ လက်ရှိအခြေအနေတော့တဘာဝကြပါတယ်ဒါပေမဲ့နှစ်ရှည်လမြောက်ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်တဲ့အခါဒီလိုနိုင်ငံရေးအရေးချင်းမျိုးကရပ်ပအုပ်ချုပ်ရေးအထွေအကြုံထပိုရေးကြည့်နေဦးမှာလားဒါကအနာဂတ်မှာအငင်းပွားဆက်ဖြစ်မလာနိုင်ဘူးလား ဒါကအရန်ကောင်းတဲ့မေးခွန်းပဲတော်လန်ရေးကာလမှာတော့တော်လန်ရေးအပေါ်သစ္စာစောင့်တည်မှုနဲ့စိတ်သက်ခိုင်မာမှုကအရေးအကြီးဆုံးအရေးအချင်းဖြစ်နိုင်တယ်ဒါပေမဲ့နိုင်ငံတည်ငြိမ်သွားတဲ့အခါပညာရေးကျန်းမာရေးစီးပွားရေးစီမံခန့်ခွဲနိုင်တဲ့အရေးအချင်း technocratic skills တွေကပိုအရေးကြီးလာနိုင်တယ် ဟုတ်ကဲ့ ဒီဟာရေးဖွဲ့စည်းပုံမှာတော့တော်လန်ရေးတန်ဖိုးကိုဦးစားပေးထားတာတွေ့ရတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲအစိုးရအဖွဲ့ကိုလွတ်တော်ကအယုံအကျယ်မရှိအစိုးတင်သွင်းနိုင်တဲ့လုံထုံလုံနည်းတွေကိုအသေးစိတ်ထည့်သွင်းထားတာကြောင့်အပြန်လန်ထိန်ချောမှုရနေရတခုကိုတော့ထည့်သွင်းစဉ်းစားထားတာတွေ့ရတယ် အော်ဟုတ်ပြီ ဒါကအစိုးရကိုလမ်းကြောင်းမှန်ပေါ်မှာရှိနေအောင်ထိမ့်ပေးနိုင်တဲ့အရေးကြီးတဲ့အချက်ပဲ နာကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအတွက်တိချအစိုးရဖွဲ့စည်းပုံကိုပါထည့်သွင်းထားတာကဒေတာရဲ့ထူးခြားမှုကိုအတိမပြရရောက်တယ်တရားစီရင်ရေးမှာတော့ဘာတွေထူးခြားလဲ တရားစီရင်ရေးမှာလည်းလွတ်လပ်မှုကိုအောင်မြတ်ခံခွင့်စ조사ထားတယ်စစ်ကိုင်း Federal Unit တရားနှုတ်တော်ချုပ်ကိုအမြင့်ဆုံးတရားရုံးအဖြစ်ထားရှိတယ်စိတ်ဝင်စားစရာကောင်းတာကဒလီထုံတဲ့ဥပဒေတွေကိုအတိမပြုထားတာပဲဒါပေမဲ့ကန့်တက်ချက်တစ်ခုတော့ရှိတယ်အဲ့ဒီဒလီထုံတဲ့ဥပဒေတွေကနိုင်ငံတကာလူအခွင့်အရေးစံနှုန်းတွေနဲ့မဆန့်ကျင်လာဘူးပေါ့ဒါကဗဟိုကချက်မှတ်တဲ့ဥပဒေတစ်ခုတည်းနဲ့မလွမ်းခြုံနိုင်တဲ့ဒေတာန္တရတရားမျှတမှုဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးလျက်နဲ့ကြိုးပမ်းမှုဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲအခြေခံလူအခွင့်အရေးကိုမထိပါအောင်ကာကွယ်ထားတဲ့သဘောပါ ကောင်းပြီဒါဆိုရင်ဒီဖွဲ့စည်းပုံရဲ့အဓိကအနိတရားလို့ပြောလို့ရတဲ့အပိုင်းကိုရောက်လာပြီအဲ့ဒါကတော့အာဏာခွဲဝေမှုပဲမြန်မာနိုင်ငံရေးမှာဘိုးနဲ့ပြည်နယ်တိုင်းတွေကြားအာဏာခွဲဝေမှုကအမြဲတမ်းပဋိပက္ခတွေအရင်အမြင်တစ်ခုဖြစ်ခဲ့တယ်ဒီစာတမ်းကအဲ့ဒီပြဿနာကိုဘလို့ဖြေရှင်းဖို့ကြိုးစားထားလဲ ဒီအပိုင်းက Federal စနစ်ရဲ့အသက်ပဲအာဏာကိုဘယ်သူအလုပ်ဘယ်သူလုပ်မလဲဆိုတာရှင်းရှင်းလင်းလင်းသတ်မှတ်ပေးထားတယ်အရင်ကလိုနေပြည်တော်ကအကုန်လိုက်ချုပ်ကင်နေတဲ့စနစ်မျိုးမဖြစ်အောင်ကာကွယ်ထားတာ ဟုတ်ကဲ့ အဓိကအဖြစ်အာဏာကို၄မျိုးခွဲထားတယ်ပြည်တော်စုကပဲတီးတန့်ကင်တွယ်ရမယ်အာဏာစစ်ကိုင်း unit ကပဲတီးတန့်ကင်တွယ်ရမယ်အာဏာနှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရမယ်အာဏာပြီးတော့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့တီးတန့်အာဏာဆိုပြီးတော့ပေါ့ ဒီအာဏာခွဲဝေပုံကိုကြည့်ရဲတော်တော်လေးရှင်းလင်းအောင်စ조사ထားတာတွေ့ရတယ်ဥပမာနိုင်ငံရဲ့မူဝါဒလို့တနိုင်ငံလုံးနဲ့ဆိုင်တာကိုပြည်တော်စုကကင်တွယ်ပြီးဒေသကနေနဲ့နေ့စဉ်ထိတွေ့နေရတဲ့ပညာရေးကျန်းမာရေးတော့ unit ကကင်တွယ်မယ်ဆိုတော့ဒါကလက်တွေ့ကြတဲ့ခွဲဝေမှုလို့ဆိုနိုင်မလား ဆိုနိုင်ပါတယ်ဥပမာပြည်တော်စုတမ်းမတော်နိုင်ငံခြားဆက်ဆံရေးငွေကြေးစနစ်လိုတနိုင်ငံလုံးအတိုင်းအတာနဲ့တသမတ်တီးဖြစ်ဖို့လိုအပ်တဲ့ကိစ္စတွေကိုပြည်တော်စုတီးတန့်အာဏာ union power အောက်မှာထားတယ်စကိုင်း unit ရဲ့ရတဲ့ဖွဲ့ရဲ့ဒီတန်းတရာရအခြေခံဆောင်အောင်အထူးသဖြင့်မြေယာနဲ့တဘာဝတည်ရန်ဇာတာကိစ္စတွေကိုတော့ unit တီးတန့်အာဏာစကိုင်း Federal Unit Power အောက်မှာထားတယ်ဒါကဒေသခံတွေကနေ့စဉ်ဘဝနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စတွေကိုဒေသအစိုးရကပဲဆုံးဖြတ်ခွင့်ရှိစေခြင်းတဲ့သဘောပဲ ဒါပေမဲ့စိတ်ဝင်စားစရာကအခွန်လိုယင်းမျိုးနမှုလိုပိတ်ဆက်နေဆိုင်တဲ့ကိစ္စတွေမှာတော့နှုတ်နှုတ်ပဲပူပေါင်းဆောင်ရွက်ရမယ် concurrent power လို့သတ်မှတ်ထားတယ်
ဒီနေရာမှာပဋိပက္ခတွေအများဆုံးဖြစ်လာနိုင်တဲ့ဒီအချက်ကအရေးကြီးဆုံးပဲလို့ထင်တယ် တိကျပါတယ်အဲ့ဒီ concurrent power ကနာက Federal စနစ်တစ်ခုရဲ့အောင်မြင်မှုနဲ့ကြာရှုံးမှုကိုအဆုံးဖြတ်ပေးနိုင်တဲ့နေရာပဲဥပမာနိုင်ငံခြားယင်းနှမြုပ်နှံမှုကပြည်ထောင်စုရဲ့ကိစ္စဒါပေမဲ့အဲ့ဒီယင်းနှမြုပ်နှံမှုက unit ပိုင်နက်ထဲကတယံဇာတာကိုလာထုတ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲ ဟုတ်တယ်အဲ့ဒီမှာပြဿနာစားပြီ ဒီလိုညှင်းပွားမှုတွေဖြစ်လာတဲ့အခါဖြည့်ရှင်းဖို့အတွက်ခိုင်မာတဲ့ရန်တရားတစ်ခုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်လိမ့်မယ်ဒီစာရမှာအဲ့ဒီရန်တရားကိုအသေးစိတ်ဖော်ပြမထားသေးပေမဲ့ဒီလိုရှင်းလင်းတဲ့ခွဲခြားသတ်မှတ်မှုကအငင်းပွားမှုတွေကိုကြိုတင်ကာကွယ်ပေးနိုင်တဲ့အခြေခံကောင်းတစ်ခုတော့ဖြစ်တယ် ဒီလိုရှင်းလင်းခွဲထားတာကစာရွက်ပေါ်မှာတော့အကောင်းဆုံးပါပဲဒါပေမဲ့လက်တွေ့မှာ unit ရဲ့တယံဇာတာကိစ္စနဲ့ပြည်ထောင်စုကကိုင်တွယ်မဲ့နိုင်ငံခြားယင်းနှမြုပ်နှံမှုကိစ္စတွေထိတ်တိုက်တွေ့လာတဲ့အခါဘယ်သူအနာကအဆုံးဖြတ်ဖြစ်မလဲပရိပတ်ကဖြည့်ရှင်းရဲ့ရန်တရားတစ်ခုခုကိုရောထဲသွင်းစဉ်းစားထားတာမျိုးရှိပါသလား လက်ရှိယာယီဖက်ရှိပုံမှာတော့အသေးစိတ်ပဋိပက္ခဖြည့်ရှင်းရေးရန်တရားကိုထည့်သွင်းထားတာမတွေ့ရသေးဘူးဒါကအနာဂတ်မှာအသေးစိတ်ဥပဒေတွေနဲ့ထပ်ဖြည့်ဆွဲရမယ်ကံတော့ဖြစ်နိုင်တယ်ဒါပေမဲ့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒီထောက်ကိုတိကျအာဏာတွေပေးထားတာကိုကြည့်ရင်ကိုပိုင်ပေးထမ်းခွင့်ကိုအလေးနဲ့ထားတာတော့ထင်ရှားတယ်သူတို့ရဲ့ရောရရင်ကျင်းမှုဘာသာစကား data rin တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုကိစ္စတွေမှာကိုပိုင်ဆုံးဖြတ်ခွင့်ပေးထားတာကတိုင်းရင်းသားတွေရဲ့အလိုလားဆုံးအချက်ကိုဖြည့်ဆည်းပေးလိုက်ရဲ့ကြိုးပမ်းမှုပဲ ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်ရရင် Sky Federal Unit ယာယီဖွဲ့စည်းပုံအခြေခံဥပဒေဟာစာရွက်ပေါ်ကအိမ်မက်တစ်ခုမဟုတ်ပဲတော်လိုင်းရင်ကနေပေါက်ဖားလာတဲ့လက်တွေ့ကြတဲ့အုပ်ချုပ်ရေးပုံစံတစ်ခုကိုတည်ဆောက်ဖို့ကြိုးစားထားတဲ့လိုင်းပြမြေပုံတစ်ခုလို့ဆိုနိုင်တယ် ဟုတ်ကဲ့ အဓိကတတိထားမိတဲ့အချက်၃ချက်ကတော့၁နိုင်ငံသားအခွင့်အရေးတွေကိုအုပ်စုလိုက်ပါအတီးစီအာမခံထားတာ၂2020ရွေးကောက်ပွဲရလဒ်နဲ့တော်လိုင်းရေးတန်ဖိုးတွေကိုပေါင်းစပ်ပြီးအစိုးရရဲ့တရားဝင်မှုကိုတည်ဆောက်ထားတာ၃Federal စနစ်ရဲ့အသက်ဖြည့်တဲ့အာဏာခွဲဝေမှုကိုရှင်းရှင်းလင်းလင်းသတ်မှတ်ဖို့ကြိုးစားထားတာပဲ မှန်ပါတယ်ဒါစာရွက်ပေါ်မှာတော့အလွန်တရာပြည့်စုံတဲ့ပုံစံတစ်ခုကိုတိစောက်ထားတယ်လို့ဆိုနိုင်တယ်ဒါပေမဲ့ဒါကယာယီဖွဲ့စည်းပုံခြေခံဥပဒေဆိုတာကိုလည်းမမေ့ဘူးအရေးကြီးတယ်ဆိုလိုတာကဒါအပြီးသက်မဟုတ်သေးဘူးလက်တွေ့အကောင့်ထဲပေါ်တဲ့အခါဂျုံတွေ့လာရမယ့်စင်ခေါ်မှုတွေပေါ်မူတည်ပြီးပြင်ဆင်ပြောင်းလဲရအောင်ပါပဲတိုင်းရင်းသားအခွင့်အရေးတယံစရာခွဲဝေရေးကိုပိုင်ပြဋ္ဌာန်းခွင့်စတဲ့နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့မေးခွန်းတွေကိုဖြေရှင်းဖို့စ조사ထားတာကတော့အားတက်စရာပဲ ဒီဆွေးနွေးမှုကိုနားတောင်နေကြတွေပြစဉ်းစားစရာအတွေ့တစ်ခုချန်ထားခဲ့ခြင်းပါတယ်ဒီစာတမ်းထဲမှာအုတ်ချုပ်ရေးအတဲ့ပြည့်စုံတဲ့အစီအစဉ်တွေကိုရေးဆွဲထားပေမဲ့သူ့ရဲ့အောင်မြင်မှုဟာလက်တွေ့မြေပြင်ပေါ်ဘလောက်အကောင့်ထဲပေါ်နိုင်မလဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်စဉ်းစားကြည့်ရမယ့်မိခွန်းကတော့ပရိပက္ခတွေဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေကနေဒီလိုအခွင့်အရေးကိုအခြေခံတဲ့အသေးစိတ်ကြတဲ့ဥပဒေနဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကိုအသွင်ကူးပြောင်းတဲ့အခါမှာနိပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတဲ့ပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ပူးပေါင်းပါဝင်မှုကိုတည်ဆောက်ရတဲ့စိန်ခေါ်မှုကဘလောက်အထိကြီးမားနိုင်မလဲဆိုတာပါပဲ။စာရွက်ပေါ်ကအာမခံချက်တွေကိုလူတွေရဲ့နေစဉ်ဘဝထဲမှာတကယ်လက်တွေ့ဖြစ်လာအောင်ဘယ်လိုလုပ်ဆောင်ကြမလဲ။ဒါကအားလုံးအတွက်အရေးကြီးဆုံးမေးခွန်းဖြစ်လာနိုင်ပါတယ်